28 နေ့ 3 လ 2025မှာငလင်းလောက်သွားပါတယ်ဒီနေ့9 ရက်နေ့4 လ 2025နေပြည်တော်မှာပါမမအပြင်လေးထွက်ပြတော့လက်ပတ်ပြီးတော့ကြည့်ပြခဲ့တဲ့နေရာလေးတွေကိုဗီဒီယိုရိုက်ပြီးမှတ်တမ်းတင်ခဲ့တာလေးတွေကိုပြန်တင်ပေးလိုက်ပါတယ်နော်ကားကိုယ်တိုင်မောင်းပြီးဗီဒီယိုလည်းကိုယ်တိုင်ရိုက်နေတာဖြစ်တဲ့အတွက်ကြည့်ရှုတာအဆင်မပြေခဲ့လို့ရှိရင်နားလည်ပေးပါဦးဒီဆောက်ဦးကတော့ဥဒ္ဒရတီတီမြို့နယ်မှာရှိတဲ့ဥဒ္ဒရတီတီဆေးရုံပဲဖြစ်ပါတယ်ပြိုကျပျက်စီးနေတဲ့အဆောက်အုံတွေလမ်းတွေကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်မိပါတယ်ဒီဆောက်ဦးကတော့ဥဒ္ဒရတီတီမြို့နယ်မှာရှိတဲ့အိုရှင်းကုန်တိုက်ပဲဖြစ်ပါတယ်ဘေးဘက်ကရက်မှာရှိတဲ့ဖီတီပါဝါမှာကားစီဝင်ဖြစ်ပြီးတော့ပတ်တဲ့အတွက်ကြောင့်မို့လို့မမကအနောက်ဘက်ကနေစပတ်တယ်လို့ဖြစ်နေပါတယ်အခုမျက်နှာစာကတော့ဘေးဘက်မျက်နှာစာလေးပဲဖြစ်ပါတယ်လမ်းနေရတော့ဒီဘက်ပတ်ဝန်းကျင်မှာတော်တော်ဆူဆူဝါးဝါဖြစ်သွားတယ်ခါတိုင်းဆိုရင်အိုးရှင်းမှာဈေးဝယ်ထွက်နေတဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်မကောင်းပါဘူး28ရက်နေ့ငလင်လောက်တဲ့နေ့ရလဲအိုရှင်းကုန်တိုက်ကိုဈေးလာဝယ်ဖို့အစီအစဉ်ရှိပါတယ်။အိုရှင်းကိုမလာခင်မမပုပ္ပတီရီစီကိုခဏလေးသွားလိုက်တဲ့အချိန်မှာပဲငလင်လောက်တာပါ။ငလင်လောက်တဲ့အချိန်မှာမမကပုပ္ပတီရီစီမှာဈေးဝယ်နေတဲ့အချိန်လေးဖြစ်ပါတယ်။ဒါတော့အိုရှင်းရဲ့မျက်နှာစာဘက်ကိုရောက်လာပြီပေါ့နော်။အရင်ကဆိုဈေးဝယ်တွေနဲ့စီကားနေတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုမြင်ရတွေ့ရတာတွေမျက်လုံးထဲမှာအဆင်မပြေလောက်ဘူးပေါ့နော်ခုအိုရှင်းကနေပြန်ထွက်မယ်ညာဘက်ကို꿰ပြီးတော့တဲ့လေးတွားကြည့်မယ်ဆိုရင်တော့အင်ဂျင်ဝိုင်းကိုရောက်ပါမယ်အခုမြင်တွေ့ရတဲ့အတိုင်းပဲလမ်းတွေကတော့အကွဲကုန်ပါတယ်လမ်းနေအကွဲတာတွေကတော်တော်များတယ်အင်ဂျင်ဝိုင်းလေးကိုစပြီးပတ်လိုက်ရအောင်ကိုယ်တိုင်မောင်းပြီးတော့ကိုယ်တိုင်ရိုက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကြည်ရရှုရတာတွေတိတ်ပြီးတော့အဆင်ပြေနေမယ်လို့မထင်ပါဘူးဒါပေမဲ့ဒါလေးကကိုမှတ်တမ်းတင်တာတွားကြည့်ပြီးတော့မှတ်တမ်းတင်ထားတဲ့သဘောမျိုးပေါ့နော်အဲ့ဒါလေးကိုပြန်ပြီးတော့ချက်တွေကိုလည်းကြည့်စီခြင်းလို့ဆိုပြီးတော့မမကပြန်ပြီးတော့ဗီဒီယို edit လေးလုပ်ပြီးတော့ပြန်တင်မိတာပေါ့နော်အဆင်မပြေတာလေးများရှိရင်စိတ်ထဲမှာဘဝင်မကြရင်ဖြည့်ပြီးတော့တွေးပြီးပါနော်စိတ်မရှိပါနဲ့လို့လည်းပြောချင်ပါတယ်မမကဒီနေရာလေးကတော့အဆိုးဆုံးပေါ့နော်အဝိုင်းရဲ့ဖြစ်သွားတဲ့နေရာထဲမှာအဆိုးဆုံးနေရာလေးတွေပေါ့ဒါလေးတွေကတော့ကဲအဝိုင်းပတ်ပြီးပြီဆိုတော့အဝိုင်းကနေတဲ့ပြန်သွားမယ်တဲ့ပြန်သွားတဲ့အချိန်ကြတော့တဲ့မောင်းပြီးတော့ဂျာပန်အဝိုင်းကိုရောက်ပါမယ်အခုဂျာပန်အဝိုင်းရောက်နေပါပြီအဝိုင်းလေးကိုပတ်လိုက်ရအောင်နော်ဒီမှာအခုထိမြင်ရတဲ့လောက်ကတော့ဂျာပန်ဝိုင်းကတော့အဆင်ပြေတယ်ဘာတစ်ခုမှမထိသလိုပဲမမတော့မြင်တယ်ဟာပြီးတော့တက်ဆက်သွားလိုက်မယ်ဆိုရင်တော့ရေပန်းဥယျာဉ်ဘက်ကိုရောက်ပါမယ်။အိုးရေပန်းဥယျာဉ်ဘက်ကိုမရောက်ခင်အဲဂျာပန်အဝိုင်းနည်းနည်းလေးလွန်တဲ့နေရာမှာလမ်းတွေတော်တော်လေးပျက်စီးသွားတယ်။ဒါအခုဒီလမ်းတွေပေါ့ပြင်းနေတယ်ပြင်းနေတာတွေတွေ့တယ်။လမ်းတွေကတော်တော်ကြီးအကွဲပြီးတော့ချိန်မှာလမ်းလွဲပါလမ်းတွေကတော့ပြင်နေကြပါပြီအားချင်းဒီဂျပန်အဝိုင်းနားလေးမှာတော်တော်များတော်တော်ထိသွားတဲ့လမ်းတွေအဲ့ဒါလေးကိုတွေ့ရပါတယ်ကားကလည်းအရင်နှီးအောင်လဲမောင်းလို့မရအောင်အနောက်မှာကားတွေကပါလာတဲ့ခါကျတော့
အရန်နေနေလို့ရှင်လည်းအဆင်မပြေဘူးဒါတော့မှတိတ်မနေမမြန်လေးမောင်းတယ်မနေမမြန်လေးမောင်းတာတော့မှဘေးနားနေကြောတက်သွားပြီးတော့မျက်စောင်းထိုးရတဲ့အကိုကြီးတွေရှိတယ်ရေပန်းဥယျာဉ်မှာအခုတော့ရေပန်းဥယျာဉ်ရောက်နေပါပြီအထဲမှာတော့ဘာတွေဖြစ်လဲမသိဘူးဝင်မကြည့်ခဲ့ဘူးအရှိကနေပဲဖြတ်လာခဲ့ပါတယ်အခုရေပန်းဥယျာဉ်ကနေတဲ့တဲ့ကြီးတွားမယ်ဆိုရင်တော့မမတို့ခုတော့ဘိုးကျဝိုင်းရောက်ပါပြီမင်းရုပ်ကြီးကိုမပတ်သေးပါဘူးညာဘက်ကိုကိုယ်မယ်ဆိုတော့ညာဘက်ကိုချိုးလိုက်လို့ရှိရင်တော့မြို့မစီဘက်ကိုရောက်မယ်မြို့မစီကိုအရင်သွားကြည့်ရအောင်ညာဘက်ကိုကိုယ်လိုက်ပါပြီရှင်မြို့မစီရောက်ပါပြီမြို့မစီကိုတစ်ပတ်ပတ်ပြမယ်နော်တဲ့လေးတွားနေပါပြီအော်ရှိမာကလမ်းပိတ်ထားတယ်ဆိုတော့ပြန်ကွေးရမယ်ပြန်ကွေးပြီးတော့ဟိုဘက်ကနေပတ်မယ်ဒီဘက်ကနေအဆင်မပြေဘူးဆိုတော့ဆေးရကြော်လောက်ရှိတဲ့အတိုင်းတာပေါ့နော်ဒါကတော့မြို့မစီဖြစ်ပါတယ်မြို့မစီကိုပတ်ပြီးတော့ရိုက်နေတာပါကိုဘက်ကိုတော့ဆက်သွားလို့မရဘူးဆိုတော့ပြန်ကွေးခဲ့ရတယ်အဲ့ဘက်မှာလမ်းပိတ်နေဆိုတော့ဒီဘက်ကိုပြန်ကွေးပြီးတော့ပြန်ပတ်တယ်ဒီဘက်ကနေတဲ့ပတ်လာတယ်အရှိမကျတော့အဲ့အပြက်စီးကြီးကျတော့တိတ်မမြင်ရဘူးဈေးဆိုင်တွေကတော့အကုန်နီးပါးပဲဖွင့်နေပါတယ်ပိတ်ထားတဲ့ဆိုင်နဲ့ပိတ်ထားတယ်ဒါပေမဲ့အထဲထဲတော့ဝင်လို့မရဘူးပိတ်ထားတယ်ဆိုတော့အထဲထဲမှာတော့ပြူတဲ့ဟာတွေတော့မတွေ့ခဲ့ရဘူးပေါ့နော်မရိုက်ခဲ့ရဘူးဒါကတော့အပြင်ကနေရိုက်ထားတဲ့ဟာလေးတွေပေါ့နော်ဒီဘက်ချမ်းမှာတော့အခုမြင်နေရတာတော့အဲ့ပြူတဲ့နေရာတွေရှိတယ်အဲ့ဒါလေးကိုမမခဏလေးကားပါကင်လေးထိုးလိုက်အောင်မယ်အဲ့ဒါပြင်ရိုက်ပြမယ်နော်ဒါတော့ပြူရတဲ့ငလင်လို့ပြူရတဲ့ဟာလေးပေါ့စီးဆိုင်နေရတော့ဖွင့်ကြပါတယ်အပြင်တန်းနေရအထဲကတော့ဘာဖြစ်သွားလဲတော့ဝင်ပြီးတော့လည်းကြည့်လို့မရဘူးရိုက်လို့မရဘူးဖြစ်တယ်ခုမြို့မစီကနေပြန်ထွက်လာပြီးတဲ့အခါကျတော့ဒါမင်္ဂလာကံဘက်ကိုပြန်ရောက်လာတယ်မင်္ဂလာကံဘက်ကိုပြန်ရောက်လာတော့မင်္ဂလာကံကိုရိုက်ပြနေတာပါမင်္ဂလာကံတာရတဲ့ကံလေးပေါ့အားကစားလုပ်ရင်မိုက်မဲ့နေရလေညနေပိုင်းဆိုလဲထိုင်ရင်မိုက်မဲ့နေရလေအနေချင်းလေးတွေဖြစ်သွားတဲ့နေရာလေးတော့ရှိရဲတွေ့တယ်တိုင်မဲ့ရက်ပြီးတော့ရိုက်ဖို့တိတ်အဆင်မပြေလို့ဆိုပြီးတော့မောင်းရင်းနဲ့ပဲရိုက်လာခဲ့လိုက်တယ်တဲ့ကိုသွားရင်တော့ခုနကမြင်းရုပ်ကိုပြန်ရောက်မယ်ပေါ့နော်အဲ့မြင်းရုပ်ကိုပြန်ပြီးတော့ပတ်ပြမယ်ပေါ့မြင်းရုပ်ကြီးကိုပတ်ပြမယ်ဒါတော့မင်္ဂလာကန်အဆုံးတော့မယ်အဆုံးထိရိုက်ပြီးတာပါဆုံးထိရိုက်လာခဲ့ပါတယ်မင်္ဂလာကန်ကြီးကိုလည်းအဆုံးထိရိုက်ပြခြင်းတဲ့အတွက်ကြောင့်မို့လို့ကားကိုမနီးမမြန်မောင်းနေတာအနောက်ကကားတွေကစိတ်မရှိတော့ဘူးဘေးကနေကြောတက်သွားတယ်အချို့တော့ကားတွေမောင်းတဲ့လူတွေကမျက်စောင်းမှာထိုးသွားကြပါတယ်ယောက်ျားကြီးတွေကလည်းမျက်စောင်းတွေထိုးတတ်တယ်နော်မျက်စောင်းထိုးတာသူတို့ကိုသူတို့လာအများထင်နေရလားမသိဘူးကိုကလည်းပြန်ရှိုးလိုက်ပါတယ်ပါမင်းလို့ပြီးတဲ့ခါကျတော့ BJ လို့ဆိုလို့ရှိရင်ကိုကလည်းပြန်ပြီးတော့စမလို့ပါပဲဘယ်လိုစမလဲဆိုတော့ဘလူးတတ်မြားလေးကျွေးထားတဲ့ရုပ်နဲ့မျက်လုံးဖြူပြမလို့ပါအခုတော့ပါမင်းနေတယောက်မှမတွေ့ရနဲ့ကိုလည်းအသာလေးနေလိုက်ပါတယ်မင်္ဂလာကန်ဆုံးပြီးတော့တက်လာတော့ဘိုလ်ချုပ်ဝိုင်းကိုတွေ့ပါပြီဘိုလ်ချုပ်ဝိုင်းကိုလည်းမပတ်သေးပဲနဲ့ညာဘက်ကိုထပ်ချိုးလိုက်မယ်ဆိုလို့ရှိရင်ကတော့တပြေကုန်းစီးဘက်ကိုသွားမှာပါအခုတပြေကုန်းစီးကိုသွားပြီးတော့တစ်ချက်လောက်ရှိုးလိုက်ပါဦးမယ်ကိုပြီးတော့
တဲ့မောင်းပါမယ်တပြေကုန်းစီကိုရောက်လာပါပြီအဲ့မှာကြောက်မြစ်ပြကန်နဲ့တွေ့ခဲ့တယ်ဘာမှမဖြစ်သလိုပဲခြံလေးပဲလားမသိဘူးလဲနေရလေးတော့တွေ့ခဲ့တယ်ဟိုဟာလေးပေါ့တန်ပန်းလေးအဲ့လိုပဲတွေ့ခဲ့တယ်တပြေကုန်းစီရောက်ပါပြီတပြေကုန်းစီကိုတပတ်ပတ်ပြပါမယ်ပတ်ပြီးတော့ရိုက်လိုက်အောင်မယ်ဈေးဆိုင်တွေကတော့အကုန်ပိတ်ထားတယ်ဒါပေမဲ့တစ်ဆိုင်စားနှစ်ဆိုင်စားတွေဖွင့်လာတာတွေတော့တွေ့ပါတယ်ခါတိုင်းဆိုရင်ဈေးဝယ်တွေရောဆိုင်နေနဲ့လူတွေနဲ့အများကြီးစီကားတိုက်မြိုက်နေတဲ့နေရာကြီးအခုတော့လေအေးဒီအေးဆက်ဖြစ်နေတယ်ဒါပေမဲ့ဆိုင်လေးတစ်ဆိုင်စားနှစ်ဆိုင်စားတွေတော့ဖွင့်နေတာတွေ့ခဲ့တယ်ဟိုဘက်ကညနေပိုင်းဈေးတွေကတော့ထွက်နေတယ်ဒီဘက်ကတော့တော်တော်ဆူဆူဖြစ်သွားတာဒီနေရာကြီးကတော့စူးပါတယ်တပတ်ပြည့်အောင်ပတ်ပြမယ်နော်အရင်ကဆိုရင်တပြေကုန်းစေးရောက်လို့ရှိရင်အရွက်တုတ်တီဝယ်စားဖြစ်တယ်တုတ်တီကတော့အစုံပဲစားလို့ရန်ကောင်းတယ်ဆိုင်နှစ်ဆိုင်ရှိတယ်မမကြိုက်တဲ့ဆိုင်ကတော့တစ်ဆိုင်ပေါ့အဲ့ဆိုင်ကိုမပူကြိုက်တယ်မမရိုက်ထားတာတွေလည်းရှိရဲ့အဲ့ဆိုင်ကိုထပ်တင်ပေးဦးမယ်နော်ပြီးတော့ထောပတ်တီဖြိုရီကိုအချူလျှော့ပြီးတော့တောက်ဖြစ်တယ်တပြေကုန်းစီလာလို့ရှိရင်ပြီးတော့ကြက်ချောက်တုတ်လည်းစားဖြစ်တယ်ခုတော့ဒါကာကြီးဝင်းဘက်အချမ်းဖြစ်နေပြီဒီကတော့ကာကြီးဝင်းဘက်ကအချမ်းမှာတပြေကုန်းစီကတော့အများကြီးဖြစ်သွားတပတ်ပြည့်တော့မယ်စိတ်ရှိလက်ရှိလေးကြည့်လိုက်အောင်နော်စိတ်ရှိနဲ့လက်ရှိနဲ့လည်းရိုက်ခဲ့ပါတယ်ကွာကိုလည်းတွားကြည့်ရင်မှတ်တမ်းတင်ရင်ဗီဒီယိုလေးရိုက်ရင်ချစ်တွေလည်းကြည့်လို့ရအောင်ဆိုပြီးတော့မမကအဲ့ဒီစိတ်ကူးလေးနဲ့ပြန်တင်ပေးတာပါလိုအပ်တာရှိရင်ရောမားတာရှိရင်ရောစိတ်ထဲမှာမကြည်လဲတာရှိရင်ရောစိတ်ထဲမှာအစင်မပြေတာတွေ့ရင်ရောငါလည်းပြပါဒါကတော့ချစ်သူလမ်းကြားတဲ့လမ်းကိုစနေအဆုံးထိကြိုက်ပြမယ်တုံနဲ့လမ်းနေရတိတ်မကောင်းတော့လမ်းနေရချစ်သူလမ်းကြားအဲ့လိုမျိုးနှစ်ခုကွဲသွားတယ်လို့ပြောတာဘယ်နာလဲမသိဘူးမမတော့ဒီလမ်းတိုင်းကြီးပဲရိုက်လာတာဘာမှတော့အများကြီးဖြစ်တယ်အရန်ကြီးပြက်စီးတယ်တော့မတွေ့ပါဘူးမတော့ဒီတိုင်းပဲတွေ့တယ်ကျန်တဲ့နေရာတွေတော့မရောက်ဖြစ်ခဲ့တော့ဘူးဒါပဲရောက်ဖြစ်တယ်ဒါတော့မှသွားလိုက်တာကိုတနေ့ကုန်သွားတာပဲနေရလည်းအရန်ပူတော့လေရာသီဥတုကအရန်ပူတယ်ချစ်တွေကောင်းတော့နေပါအားလုံးပဲဘေးရန်ကင်းရှင်းကြပါစေ